မင်္ဂလာပါစကိုင်းတိုင်းမှာရေကြီးတယ်စိုးစိုးဝါးဝါဖြစ်နေတယ်ဟဲ့ချင်းရင်းမြေရေမူးမြေရေရေရရှမ်းပရခါကြတော့ဟုံးမလင်းတို့ဖောင်းပြန်တို့အဲ့ဒီဒီမှာဆိုရင်အမတ်တကြောလုံးနေပြီးခါကြတော့ကြည်ပေါ်ဒီမှာလေရေဒီမြုပ်ဒုက္ခတူတီရနေတယ်အဲ့ဒီအပြင်ရွှေဘူတို့ရေဦးတို့ကံဘလူအရာတော်ဒီပဲချင်းဝက်လက်စကိုင်းတိုင်းမှာရှိတဲ့မြို့ဒီတော်တော်များများဆိုးဝါးဖြစ်နေတယ်ဟေးအဲ့တော့ဒီသက်ဆိုင်ရာအစိုးရအနေအချင်းလဲအခုဒီလေတောင်းရပါတောင်းပြခါကြတော့ကုလသမဂ္ဂတီရနေအခုကြီးတောင်းနောက်တစ်ခါကျအေဆီယန်စီယန်တဲ့အကူအညီတောင်းဒီအိန္ဒိယကျတရုတ်တို့အိန္ဒိယတို့ထိုင်းတို့အစရှိတဲ့ပြင်နိုင်ငံကြီးတွေကလည်းအကူအညီတောင်းပေါ်ခါကျတော့ဒုစီကိုပိတ်ချိတ်ကလေးတွေပို့ပေးပါနောက်တစ်ခါကျတော့ life jacket တက်က life jacket လေးတွေလည်းပို့ပေးပါအဲ့ဒါကဲတဲ့လူတွေဟာကြည့်ပါလေအရောက်တော့ဘရခါကြတော့အဲ့ဆက်လေးလေးတွေနဲ့မောဘရခါကြတော့ရော်ရီရူတင်ဘရခါကြမြို့ဟိုရေဥဖြစ်ရွှေဘူဖြစ်ဒီကမလူဖြစ်အဲ့လိုအစရှိတဲ့မြို့ကြီးတွေမှာစခန်းလောက်ထားရမယ်အဲ့ဒီစခန်းမှာဒီလူတွေအများကြီးနေထိုင်နိုင်တဲ့အခြေအနေရောက်ကြည့်ရမယ်နောက်တစ်ခါကျတော့ဒီစိတ်ကူးဖို့ရအတွက်နေမကောင်းဝမ်းဖြောနေတဲ့လူတွေဖျားနာနေတဲ့လူတွေကိုစိတ်ကူးသဖို့ရလက်စိတ်ကူးအဖွဲလေတောင်းခံမယ်ဟေ့အဲ့လိုလုံးမသာလျင်ဒီအဲ့လိုလုံးမသာလျင်ဒီရေဘေးကဲတဲ့ရေတွေကပို့ဖို့ခေါ်ကြတော့ထိရောက်မယ်အခုကကြတော့လူတွေမထိရောက်ဘူးကဲတဲ့ရေပစ္စည်းလည်းမရှိနောက်တစ်ခါကျတော့ဆက်လေးတွေလည်းမရှိဟိုဒုက္ခအမျိုးမျိုးရောက်နေတဲ့ဒီအခြေအနေစကိုင်းတိုင်းမှာစိုးစိုးဝါးဝါဖြစ်နေတယ်ဟဲ့အဲ့ဒါကြောင့်မို့ကုညီကြပါဆိုတော့ဒီသက်ဆိုင်ရာဆိုးနေရဖြင့်သက်ဆိုင်ရာဒီနိုင်ငံတွေကိုလှမ်းပြီးတော့အကြောင်းကြားပါအကြောင်းကြားညာဖြင့်အကူအညီတွေရလာမယ်ရလာခြင်းအဖြစ်ဒီပြည်သူပြည်သားတွေရဲ့ဒုက္ခကိုအခုစစ်ပေးစစ်တမ်းခံရဒီစကိုင်းတိုင်းကစစ်ပေးစစ်တမ်းခံရနောက်တစ်ခါကျအခုဒီခုကြရေးကြည့်တဲ့တန်းခံရဗျာအဲ့ဒါခက်တဲ့ဟိအဲ့ဒါကြောင့်မို့ကူညီကြပါအောင်သက်ဆိုင်ရာအစိုးရတွေစီအကြောင်းကြားပြီးတော့ဒီလုပ်ငန်းတွေကိုပြည်လုပ်ကြပါအရင်ငလျင်လှုပ်တဲ့ခါကျတော့ဒီလူတွေကူညီကြတယ်လို့ပေါ့ရေဘေးလည်းကူညီကြပါတယ်ဒီနိုင်ငံခြားတွေမှာတော့ဒီစခန်းတခုထားလောက်ထားပြီးတော့အဲ့စခန်းမှာဒီလူတွေလာရဖို့ဒီရေဘေးတဲ့လူတွေလာဖို့ခါကျတော့အဲ့မှာအခြေချပြီးတော့နေကြထိုင်ကြအစားတော့အပြည့်စုံနောက်တစ်ခါကျတော့စောင်းလို့ဘာလို့အဲ့ဒီအရာထိုင်ခင်းနေအဲ့ဒါတွေလည်းပြီးပြီးခါကျမှအဲ့လိုလုပ်ကြတာတွေ့ရတယ်အဲ့တော့ရေစီးရတိတ်ကြောက်ပါဗျာကောင်းတယ်ခြေစလုံးလောက်ရှိတဲ့ရေစီးရဟိုးလည်းတက်သွားရလူတွေကိုဟိုအသက်ရှင်နိုင်မှုကခက်ခဲတယ်ဒီအဲ့ဒီရေစီးလေးကိုတမန်ရေစီးဘရခကြတယ်ဒုစရအောင်ရှိတာပဲကွာဆိုဘရခကြဖြတ်တဲ့ခါကျတော့ဟိုးတိုင်းဆိုဘရခကြကားရီပေါ်တော့လူပါလူတွေလည်းဒုက္ခရောက်တဲ့အခြေအနေရှိတယ်ဟဲ့အဲ့ဒါကြောင့်မို့တိတ်ဘရခကြစဉ်းစားမနေပါနဲ့ဒီလောကကြီးမှာကဲကြပါလူသားချင်းတွေကိုကဲကြပါအဲ့တော့ကိုယ်နဲ့ဘာပဲဖြစ်နိုင်ငံတရားလည်းကူညီကြမှာပါဒီအဲ့တော့အခုညီတောင်းပါလို့ပဲဒီဘိုးရအကြံဉာဏ်ပြုကြပါလေခင်ဗျာကျေးဇူးအများကြီးတင်ပါစေနောက်တစ်ခါကျတော့ရေဘေးရမငွေအတွက်လည်းဒီသက်ဆိုင်ရာမြို့နယ်တို့နိုင်ငံတိုင်းပြည်မှာရောက်နေတဲ့လူတွေလည်းထိုင်းတို့အင်ဒိုနီးရှားတို့မလေးရှားတို့ဂျပန်တို့ဆော့ချီနိုင်ငံရဲ့အမေရိကတို့အစရှိတဲ့နိုင်ငံတွေရောက်နေတဲ့လူတွေရေဘေးကဲဆယ်ရေးကိုလူခံဘရခကြတော့ပ
ပြည်သူတွေစီအရောက်ပို့ပေးပါလို့ပဲမေတ္တာရပ်ခံခြင်းပါတယ်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်ဒါပါပဲခင်ဗျာ